ကျွန်တော်ပြပေးသွားမှာဘေးရင်အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မဟာဗုဒ္ဓတိုင်ခြာနီကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဘေးရင်အချုပ်မဟာဗုဒ္ဓလို့ဆိုတဲ့ကဲ့သို့မဟာဗုဒ္ဓဤပညာဟာအရန်ကိုတွေ့ကျနှံ့နေတယ်မိမိသုံးရင်သုံးသက်သလောက်အကျိုးဖြစ်ထွန်းနေပေါ့နော်။မိမိရဲ့ဘာနေပွားလဲဆိုတော့သိပြီးတော့စိတ်နေစိတ်ဓာတ်အကျဉ်းစရာလုပ်ငန်းကိုင်ငန်းပေါ့နော်စသဖြင့်ဒါတွေရပြီးတော့ကြည့်လို့ရတယ်။နောက်တစ်ခါကျမိမိရဲ့အိမ်အောင်ဖက်တွေအစဉ်ပြေမပြေအကျိုးပေးမပေးဆိုတာဒီမဟာဗုဒ္ဓမှာလာပြီးတော့ချက်ကြည့်လို့ရတယ်။နောက်တစ်ခါကျတော့မိမိရဲ့တသက်စာလုပ်ရမယ့်လုပ်ငန်းကိုင်ငန်းတွေပေါ့နော်ဒါတွေကိုလည်းဒီမဟာဗုဒ္ဓမှာလာရောက်စစ်ဆေးလို့ရတယ်။နောက်ဆုံးကလေးနာမည်ပေးတာနာမည်ပေးကင်မွတ်တာပတ်ခတ်မိတာမမိတာတွေကကစားဒီမဟာဗုဒ္ဓမှာစစ်ဆေးလို့ရတယ်ပေါ့နော်အဲ့လောက်ထိတွင်ကြည့်တယ်ပေါ့မဟာဗုဒ္ဓကတော့ကိုသုံးရင်သုံးတတ်သလောက်ဒါတွင်ကြည့်အသုံးပြုလို့ရတယ်ဘေးပညာရဲ့တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပညာရဲ့လေးကိုကျွန်တော်မဟာဗုဒ္ဓတိုင်ချာနေတွေကိုဝင်မြပြသွားမှာဖြစ်ပါတယ်တီဗီသားသူတွေကတော့ကြော်သွားလိုက်ပေါ့နော်မတီသေးတဲ့သူတွေအတွက်အစလုံးရင်စမဲ့သူတွေအတွက်ဒါလေးကိုဝင်မြပေးခြင်းဖြစ်တယ်အဲ့တော့မဟာဗုဒ္ဓတိုင်ထူတော့မယ်ဆိုရင်ကျွန်တော်ဒီအလေကွက်ဖြစ်တဲ့ပူဒီပင်ကမရဏအထုံးတရာဇအဓိပတိဆိုတဲ့ဟာလေးပေါ့နော်ဒါလေးကိုတော့သိထားရမယ်ဖြစ်တယ်ဒါလေးသိထားပြီးဆိုရင်ကျွန်တော်တို့ဒါမြန်မာတက္ကသိုလ်နဲ့မိမိက1352ခုဘွားပေါ့နော်52ခုဘွားကိုဒါအလွယ်နည်းပေါ့နော်ခုနှစ်စားလိုက်ပါခုနှစ်တက်လီခုနှစ်ပေါ့နော်အဲဆိုရင်ဒါ65ကျန်မယ်ခုနှစ်ကိုလီ63 20ခုနှစ်3လီ21ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့တစ်ကျွင်းဘွားရသွားမယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့တစ်ကျွင်းဘွားရသွားပြီဆိုရင်ဒီဘက်မှာကျွန်တော်တို့အောင်လန်ထူစစ်သူကြီးပွဲဆိုတဲ့ဟာလေးကိုမှတ်ထားပေါ့နော်ဒီအောင်လန်ထူစစ်သူပွဲမှတ်ပြီးဆိုရင်ခုနကတစ်ကျွင်းထားတဲ့အရာပေါ့နော်ဒီတစ်ကျွင်းကိုဘယ်ကနေစချမယ်အလဲပင်ကားပြီးတော့စချလိုက်ပါအဲ့တော့စပေါ့နော်ဒီအောင်လန်ထူစစ်သူကြီးပွဲတိုင်းဒါချမယ်ပေါ့နော်အောင်လန်ထူစစ်သူကြီးပွဲတိုင်းချမယ်ဆိုရင်အောင်လန်ထူစစ်သူကြီးပွဲဆိုဒီလိုမျိုးချလိုက်ပါเนาะအဲ့ဆိုရင်ကျွန်တော်တစ်ကျွဲမှာဟာဖို့သမားတွေရပါပြီเนาะအဲ့ဒါအစင်လိုက်လေးချပင်ကားရေးစချမယ်ပင်ကားရေးမရဏအထမတရာဇအပုဒိအဓိပတိပေါ့เนาะဒီလိုမျိုးချမယ်အောင်လန်ထူစစ်သူကြီးပွဲဒါဆိုရင်ကျွန်တော်တို့ဒါတစ်ကျွဲမှာဟာဖို့ရပါပြီအဲ့မှာကျွန်တော်ကတနည်းနည်းသားသမီးဖြစ်စီဆိုတနည်းနည်းအဟောတွေပြောရမယ်ပေါ့เนาะဗုဒ္ဓဥသားသမီးဖြစ်တယ်ဆိုရင်မရဏဘွားဖြစ်မယ်နောက်တစ်ခါကျတော့တနင်္လာသားသမီးဆိုရင်တော့ဒါကတော့ပုရိဘွားဖြစ်မယ်ပေါ့เนาะတောက်ကြသားသမီးဆိုရင်ရာသာဘွားအင်္ဂါသားသမီးဆိုရင်တိုက်ဘွားစနေသားသမီးဆိုအထုံးဘွားဒါဆိုရင်ကြာသာပရိသားသမီးဆိုရင်တော့ဒါအဓိပတိဘွားဖြစ်မယ်ပေါ့เนาะအဲတကျွင်းသားသမီးတွေအတွက်ဒါမဟာဗုဒ္ဓတိုင်တစ်ခုရသွားပြီပေါ့နော်တကယ်လို့မိမိက1352ကပြီ1353ဆိုရင်ဒါနှစ်ကျွင်းသားသမီးတွေဖြစ်မှာပါနှစ်ကျွင်းသားသမီးတွေဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ပြင်ကားပြီးတော့စချမယ်ကြီးပေါ့နော်ကြီးပွဲအောင်လန်ထူစစ်သူပေါ့ဒါဆိုရင်ကျွန်တော်တို့နှစ်ကျွင်းမဟာဗုဒ္ဓတိုင်တစ်ခုရသွားပါပြီအဲ့တော့ကျွန်တော်ကနှစ်ကျွင်းဆိုရင်တနင်္လာသားသမီးတွေကဘင်္ဂါမှာဘင်္ဂါဘွားဖြစ်မယ်။ဂျာသာပရိသားသမီးတွေကတော့မရဏဘွားဖြစ်မယ်။အင်္ဂါသားသမီးတွေကတော့ပုရိဘွားဖြစ်မယ်ပေါ့နော်။စသဖြင့်တနင်္ဂနွေဗုဒ္ဓဦးစနေတောက်ကြပေါ့နော်။စသဖြင့်ဒီလိုမျိုးရရှိလာမှာဖြစ်ပါတယ်။ဒါကတော့မဟာဗုဒ္ဓတိုင်ခြာနေပြီဖြစ်ပါတယ်။မြန်မာတက္ကသိုလ်ကိုခုနှစ်စပြီးတော့ခုတော့အောင်လန်ထူစစ်သူကြီးပွဲကိုအစင်လိုက်ချသွားခြင်းဖြင့်မဟာဗုဒ္ဓတိုင်ရရှိမှာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ season လေးဒီနေ့ဒီလောက်ပါပဲ။နောက် season များကိုလည်းဆက်လက်အားပေးနိုင်တော့ကျွန်တော်ရဲ့စစ်ပိုင်းဗီဒီယိုနဲ့ကမ္ဘာ့ဘုဒ္ဓ channel လေးကို like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။